အားလုံးပဲမင်္ဂလာပါဒေါက်တာလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဒီ season 2 anime သစ်တွေထဲမှာလက်ရှိနာမည်ကြီးနေတဲ့ anime တစ်ခုအကြောင်းပြောသွားမှာပါဒီ anime က Jujutsu Kaisen တို့ Hell Paradise တို့ Free Run တို့နဲ့ရှင်းလိုက်ရင်တော့အရင်နာမည်ကြီးရဲ့ series တစ်ခုတော့မဟုတ်ပေမဲ့ဒီ season 2 anime တွေထဲမှာ hidden gem anime တောင်ဖြစ်နေနိုင်ပါတယ်ဒီဇာတ်ကမြန်မာ fan တွေကြားမှာတော့သိမသိကြတော့ပေမဲ့မထွက်ခင်ကတည်းက international က anime community မှာဆိုရင်လူပြောများတဲ့ series တွေတစ်ခုဖြစ်ပါတယ်ဒီ anime ကတော့ Saturday 2B Hero ဆိုတဲ့ anime ဖြစ်ပါတယ်ဒီ series က international fan တွေကြားမှာတော့အရင်ကတည်းကသူ့အတူနာမည်တစ်ခုရှိတဲ့ series ပါမထွက်ခင်ကတော့သူ့ကိုမျှော်လင့်ထားရတဲ့ကိုက်ပါမလားဆိုပြီးတော့တွေးခဲ့ကြပေမဲ့တကယ်တမ်းထွက်လာတဲ့အချိန်မှာတော့ animation ကထင်ထားတာတက်ကိုအတော်ကြီးကျန်းနေတာပါကျန်းဆိုရင်ဒီ anime ကိုလုပ်တဲ့ animator တွေကလည်းအခြားသူတွေမဟုတ်ပါဘူးတာဝန်ယူကိုင်တွယ်တာကတော့ studio ခိုင်ရဆိုပေမဲ့ပြုလုပ်တဲ့ key director တွေ assistant director တွေ designer တွေ animator တွေတော်တော်များများကတော့ Mushoku Tensei Season 1တော့တာဝန်ယူခဲ့တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မို့ animation ဘိုင်းကောင်းချက်ကတော့အတော်ကောင်းတာပါဒီ camera ရဲ့ချက်တွေကိုပဲကြည့်လိုက်ပါတကယ်ကိုစင်းနိုင်လုံးဝ cinematic session တွေကိုအများကြီးလုပ်ထားတာပါကျွန်တော်ကလည်းဒီ series ကိုဆက်ဆက်တွေ့ချင်းတော့ series ရဲ့နာမည်အရာရော poster ပုံစံတွေရအောင်ကြောင့်မလို့ပုံမှန် Pototo Isekai series တစ်ခုလို့ထင်ခဲ့တာပါဒါပေမဲ့အဲ့လိုမဟုတ်နေခဲ့ပါဘူးတကယ် dark ဖြစ်ပြီးတော့ go ဖြစ်တဲ့ scene တွေများစွာနဲ့ dark fantasy series တစ်ခုဖြစ်နေတာပါဒါမှဇက်ဝင်ဒီလုံးတွေဆိုတာလည်းတကယ်ကို classical session နဲ့ intense ဖြစ်တဲ့ဒီလုံးတွေကိုတုံးထားတာပါဒါကြောင့်မို့ Isekai တွေလိုမျိုး Pototo ပုံစံမျိုးတွေထက်ဒီ series က series ဖြစ်ဖြစ်နဲ့ dark တဲ့ဘက်ကိုပို့ပြီးတော့သွားပါတယ်နောက်ပြီးဒီကားထဲမှာထူးဆန်းတဲ့အချက်တစ်ခုရှိပါသေးတယ်ကျွန်တော်ကလည်းဒီချက်ကြောင့်စပြီးတော့စိတ်ဝင်စားပြီးကြည့်မိတာပါဒီစကားနာမည်မှာပါတဲ့ hero ဆိုတာပုံမှန် anime တွေမှာဆိုရင် hero တွေကတရားမျှတမှုအတွက်တိုက်ပွဲဝင်ကြတဲ့လူစမ်းကောင်းတွေလူကောင်းတွေတာမန်လူသားတွေလိုမဟုတ်ပဲစွားတွေနဲ့ power တွေကိုပိုင်ဆိုင်ထားကြတဲ့လူတွေလေးစားခြင်းခံရတဲ့ပုံပုံမျိုးတွေဆိုပေမဲ့ဒီကားမှာ hero ဆိုတာအပြစ်သားဆိုတဲ့အဓိပ္ပာယ်ပါတကယ်အဆန်းကြီးပါဒီကားမှာဆိုရင် criminal တွေကို hero လို့ခေါ်ကြတာပါ monster တွေကိုတော့နတ်သားနတ်သမီးလို့အဓိပ္ပာယ်ရတဲ့ fairy လို့ခေါ်ပါတယ်တကယ်ပြောင်းပြန်အသုံးတွေကိုသုံးထားတာပါအဲ့ဒီမှာအဲ့ဒီမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့ဖန်တီးထားတဲ့လက်နက်တွေကိုတော့ goddess ဆိုတဲ့နတ်ဖျားမလို့ခေါ်ကြပါတယ်ဒါကြောင့်မို့ဒီဇလန်နာမည်ဖြစ်တဲ့ Saturday 2B Hero ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုရရင်တော့အပြစ်သားအဖြစ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအဓိပ္ပာယ်တိုင်းပဲဒီဇကားရဲ့ဇက်လိုက်ဖြစ်သူကတော့အပြစ်သား hero တယောက်ဖြစ်ပါတယ်ဒီ anime ကလက်ရှိမှာအပိုင်းအဖြစ်တစ်ပိုင်းပဲထွက်ရှိရသေးတာဖြစ်ပြီးတော့ပထမပိုင်းအကြခြင်းကတနားရီလောက်ထိပါခဲ့ပါတယ်ဒီအဖွင့်ပိုင်းမှာလည်းမဲ့ rating လည်းတော်တော်လေးကောင်းခဲ့ပါတယ်လောလောဆယ်ဒီ anime ရဲ့အပိုင်း1ဆက်စချင်းမှာတော့ဇက်လိုက်ဖြစ်သူရဲ့နောက်ကျောင်းနဲ့အစပြုထားတာမဟုတ်ဘဲနဲ့ဇိုင်လိုလို့အမည်ရတဲ့ဒီဇက်လိုင်းရဲ့ဇက်လိုက်ဖြစ်သူတယောက်တိုက်ပွဲထဲမှာပြစ်သားတယောက်အနေနဲ့ fairy ကိုလိုက်လံရှင်းလင်းတာအနေအစပြုထားခဲ့တာပါဒီဗီဒီယိုကဒီ anime နဲ့ပတ်သက်လို့ review ပုံစံမျိုးလုပ်တဲ့ဟာဖြစ်တာမို့ကျွန်တော်အနေနဲ့တက်နိုင်ဆုံးအဓိက spoiler တွေမပါအောင်လည်းပြောပြပေးသွားပါမယ်ဇကားစကားချင်းမှာကျွန်တော်တို့သိရတာဒီဇိုင်လိုဆိုတဲ့ဇက်ကောင်ကသူတို့ကေတန်ထဲမှာကြီးမားတဲ့ပြစ်ဒဏ်တစ်ခုကိုကျူးလွန်ထားတာမလို့အပြစ်သားဆိုပြီး hero အဖြစ်ပြစ်ဒဏ်ချမှတ်ခံထားရတာပါဒီ series မှာဆိုရင်ဒီ hero ဆိုတဲ့အမည်နာမကတော့တိုင်းပြည်ရဲ့အကြီးမားဆုံးရာဇဝတ်မှုကိုကျူးလွန်ထားတဲ့လူတွေကိုပြီးတဲ့အကြီးမားဆုံးပြစ်ဒဏ်ဖြစ်ပါတယ်ဒီ hero တွေဆိုတာသူတို့ကေတန်အတွက်တိုက်ခိုက်ပေးရပြီးတော့မကောင်းဆိုးဝါးတွေကိုထိတ်ဆွမ်းနေလိုက်ရှင်းပေးရတာပါသူတို့ပြစ်ဒဏ်ကဘလောက်တော့ကြီးလေးတယ်လဲဆိုရင်တေချင်းတရားအနေတော့မှသူတို့ရဲ့အပြစ်ကနေဘလို့မြောက်စေနိုင်ပါဘူးသူတို့ကမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့စစ်တီရဲတွေကိုကာကွယ်ပေးဖို့အတွက်လှုံ့ဆော်ပေးရပြီးတော့တေဆုံးခဲ့ရင်တော့မှသူတို့ကိုပြန်လဲရှင်းတန်အောင်လုပ်ပြီးတော့တာဝန်ပြန်ထမ်းဆောင်ခိုင်းတာပါသူတို့မှာပြစ်လို့အောင်လုပ်เสียချာနီလည်းမရှိပါဘူးဒါပဲလုပ်เสียရှိပါတယ်ဒီနေရာမှာလည်းနောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ဒီ hero တွေတည်သွားလို့သူတို့ကိုပြန်ရှင်းတန်အောင်လုပ်ရင်သူတို့ရဲ့မူရင်းခန္ဓာကိုယ်မှာလည်းပြန်လဲရှင်းတန်အောင်လုပ်လို့ရတယ်လို့အခြားခန္ဓာကိုယ်တစ်ခုမှလည်းသူတို့ကိုပြန်လဲရှင်းတန်အောင်လုပ်လို့ရပါတယ်နောက်ပြီးတစ်ခါရှင်းတန်လာတိုင်းမှာသူတို့ရဲ့မှတ်ဉာဏ်အချို့နဲ့သူတို့ရဲ့ကိုယ်ပိုင်ဆက်အချို့ကိုဆုံးရှုံးရတာဖြစ်ပါတယ်ဒါကြောင့်မို့ခဏပြန်လဲရှင်းတန်အောင်လုပ်ပြီးဆိုရင်သူတို့ရဲ့ကိုယ်ပိုင်မှတ်ဉာဏ်တွေအားလုံးဆုံးရှုံးသွားပြီးတော့လူစိတ်တယောက်လိုဖြစ်သွားမှာပါဒါကြောင့်မို့ဒီလိုမျိုးခဏရှင်းတန်အောင်လုပ်ခံရတာကလည်း hero တွေအတွက်ကောင်းလာတာတော့မဟုတ်ပါဘူးဒါကြောင့်မို့ hero ဖြစ်သူဇိုင်းလိုကလည်းသူ့ကိုယ်သူအမြဲမရရအောင်ကြွားကွယ်တာဖြစ်ပါတယ်ဒါဖြစ်သူဇိုင်းလိုက hero ဖြစ်ပြစ်ဒဏ်မခံရခင်ကသူကထူးချွန်ပြီးကောင်းမွန်တဲ့ holy knight တယောက်ဖြစ်ခဲ့တာပါဒါပေမဲ့သူ့ရဲ့ပြစ်ဒဏ်တစ်ခုကြောင့်မလို့ hero ဖြစ်ပြစ်ဒဏ်ခံလိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့ဇာတ်လမ်းကိုကြည့်နေရနေဒီဇက်ကောင်ရဲ့အချင်းစရိုက်တွေကိုမြင်လာရပြီးတော့ဒီလိုဇက်ကောင်မျိုးကဘာလို့ဒီလိုမျိုးကြီးလေးတဲ့ပြစ်ဒဏ်မျိုးခံရတာလဲသူ့လိုဇက်ကောင်မျိုးကဒါမျိုးခံစရာအကြောင်းမရှိဘူးလို့တွေးလာစီမိပါတယ်ဆိုတော့ဒီဇက်လိုက်ဖြစ်သူဇိုင်းလိုကဘာကြောင့် hero ပြစ်ဒဏ်ကိုခံလိုက်ရတာလဲဒီအကြောင်းကိုတော့ပိုင်းတစ်ကိုကြည့်ရင်လည်းသိလာပါလိမ့်မယ်ဒါကြောင့်မို့မကြည့်ရသေးတဲ့သူတွေအနေနဲ့လည်းကြည့်ဖို့အကြံပြုပါတယ်ဒီ anime ကိုကြည့်နေရင်အနည်းဆုံးဘလို့ခံစားချက်မျိုးကိုရလဲဆိုရင်တော့ hero တွေ holy knight တွေနဲ့ goblin slayer တို့ mushoku tensei တို့ chi hero တို့လိုမျိုး dark fantasy ခံစားချက်မျိုးတော့အတော်လေးရပါတယ်အပိုင်းတစ်ကြည့်ပြီးရတဲ့လောက်ကတော့ Gozen-V dark တာတော့အတော်ကိုတတ်ပါတယ် animation ကလည်းရှေ့တုန်းကပြောခဲ့သလိုပဲ mushoku tensei season 1တော့အဓိကလူတွေလောက်ထားတာဖြစ်ပြီးတော့ပထမဆုံးပိုင်းမှာလည်းတနားရီထိပါပြီး movie level animation တွေနဲ့ချပြလာတာပါဒါကြောင့်မို့လဲလက်ရှိမှာ anime fan တွေကြားနာမည်ကြီးနေရပါ soundtrack တွေ character design တွေ CGI တွေနဲ့ action sequence တွေကလည်းတော်တော်လေးကိုမှ spoon ဖြစ်ပြီးတော့ကြည့်ရတာတော်တော်လေးကိုမှဆွဲဆောင်မှုရှိတာမြင်တွေ့ရပါတယ်ဒီ anime ရဲ့ main director ကတော့ director Takashima Hiroyuki ဖြစ်ပြီးတော့ One Punch Man season 1တို့ V0 တို့ One Piece Chainsaw Man Sword Art Online Banana Fish စတဲ့နာမည်ကြီး anime တွေကိုကင်တွယ်ထားမှုတဲ့ director တယောက်လည်းဖြစ်ပါတယ်ဒါကြောင့်မို့ Saturday 2B Hero anime ကလည်းဒီ season မှာအလို့မခံသင့်ပဲစောင့်ကြည့်တဲ့ anime တွေမှာပါပါတယ်လက်ရှိမှာတော့အပိုင်းတစ်ပိုင်းသာထွက်ရှိသေးတာဖြစ်ပြီးတော့အပိုင်းအပြင်စုစုပေါင်း12ပိုင်းပါရှိမှာ
မှာပါအပိုင်း1မှာတော့အတော်လေးဖွင့်ကောင်းခဲ့ပြီးတော့နောက်ပိုင်းတွေမှာရောဘလို့ဇက်အိမ်ကြီးဘလို့ animation ကောင်းနေမြင်တွေ့ရအောင်လဲဆိုတာကိုစောင့်ကြည့်ရမှာပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်